ဒီကောင်လေးကငယ်စဉ်ကတည်းကမောက်မာရိုင်းဆိုင်ပြီးစာတင်ရမှာကိုအယမ်းမုန်းတဲ့သူပါသူ့အမေကိုစိတ်တူအောင်လုပ်ဖို့အတွက်သူကအမိုက်ပုံးထဲကိုတမင်ခုန်ဆင်းပြီးပလင်းတွေတောင်လိုက်ကောက်ခဲ့ပါသေးတယ်တထေးမကြီးဖြစ်တဲ့သူ့အမေကတော့တားဖြစ်သူရဲ့အပြုအမူတွေကြောင့်ခေါင်းခဲနေရပါတယ်အဲ့ဒီအချိန်မှာပဲမိန်းကလေးတစ်ယောက်ကရုတ်တရက်ဆိုသလိုသူ့လက်ထဲကပလင်းကိုလူယူပြီးတခိုးတစ်ယောက်စီကိုလှမ်းပစ်လိုက်ပါတယ်ကောင်လေးမှာတော့စွန့်အားသွားရပါတယ်တခိုးကဒေါသထွက်သွားပြီးပြန်တိုက်ဖို့ထလာခဲ့ပေမဲ့မိန်းကလေးကတော့လုံးဝအေးဆေးပဲတခိုးကိုအလွယ်တကူပဲနှိမ်နင်းလိုက်ပါတယ်ဒါကိုမြင်တော့တထေးမကြီးကသူ့မကိုသဘောကျသွားပြီးသူ့သားကိုစုံမနိုင်မဲ့သူပဲလို့တွေးမိလိုက်ပါတယ်သူမကရှေ့ကိုတက်လာပြီးသူ့ရဲ့တက်တော်ဆောင်တွေကိုတခိုးကိုဖမ်းခိုင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမိန်းကလေးရဲ့အဖွားကအပြေးလွှားရောက်လာပါတယ်တကယ်တော့အဲ့ဒီတခိုးကအဖွားရဲ့ပတ်စံတွေကိုခိုးလာခဲ့တာဖြစ်ပါတယ်သူတို့စကားပြောတာကိုနားထောင်ရင်းနဲ့မှအဖွားဖြစ်သူကဖျားနေပြီးခွဲစိတ်ဖို့ပတ်စံအများကြီးလိုနေတာကိုတထေးမကြီးသိသွားပါတယ်မိန်းကလေးရဲ့မိသားစုကဘလောက်တောင်ဆင်းရဲလဲဆိုတာသူမတတိထားမိသွားပြီးဆေးရုံထိသူတို့နောက်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဆေးရုံမှာတော့ဆရာဝန်ကခွဲစိတ်စရိတ်အတွက်ဒေါ်လာ2သိန်းကုန်ကြမယ်လို့ပြောပါတယ်ဒါကိုကြားတော့အဖွားဖြစ်သူကခွဲစိတ်မှုကိုချက်ချင်းလက်လျှော့ပြီးအိမ်ပြန်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါပေမဲ့မိန်းကလေးကသူမပတ်စံရအောင်နီးလန့်ရှာပါမယ်လို့ပြောပြီးအဖွားကိုအမြန်တားလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတထေးမကြီးကအထဲကိုဝင်လာပြီးကမ်းလှမ်းချက်တစ်ခုပေးပါတယ်အဲ့ဒါကတော့ခွဲစိတ်စရိတ်ကိုသူမပေးမယ်ဒါပေမဲ့မိန်းကလေးကသူ့သားကိုစာတင်ပေးရမယ်ဆိုတာပါပဲသူမရဲ့အဖွားအတွက်ကြောင့်မိန်းကလေးကသဘောတူလိုက်ပါတယ်မကြခင်မှာပဲမိန်းကလေးကတထေးမကြီးရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်သူမရောက်ချင်းမှာပဲကောင်လေးကစပွဲပေါ်မှာမတ်တက်ရက်ပြီးစာအုပ်တွေကိုစုပ်ခဲနေတာတွေ့လိုက်ရပါတယ်သူ့ကိုစုံမဖို့အတွက်သူမကအစီကံတယောက်ကိုကြက်မွေးတုတ်တဲ့တစ်ချောင်းယူလာခိုင်းလိုက်ပါတယ်သူမကကောင်လေးစီလျှောက်သွားပြီးအခုကစပြီးသူမကသူ့ရဲ့ဆရာမဖြစ်တယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ကောင်လေးကတော့နားမထောင်တဲ့အပြင်ဆက်ပြီးရိုင်းဆိုင်နေခဲ့ပါတယ်မိန်းကလေးကစိတ်မရှိတော့ပဲကြက်မွေးတုတ်တံကိုထုတ်လိုက်တဲ့ခါမှာတော့ကောင်လေးကကြောက်လန့်တကြားနဲ့အမြန်ပဲထွက်ပြေးပါတော့တယ်အဖမ်းခံရပြီးနောက်မှာတော့သူကနောက်ဆုံးမှာအရှုံးပေးလိုက်ရပြီးစာကြိုးစားပါမယ်လို့ကတိပေးလိုက်ရပါတယ်နောက်တနေ့မှာမိန်းကလေးစာတင်ဖို့လာတဲ့အခါသူကတကားမှာထောင်ချောက်တွေဆင်ထားတာကိုသူမတွေ့လိုက်ရပါတယ်သူမကထောင်ချောက်ထဲနှစ်ခါဆက်တိုက်ကျသွားတဲ့အခါကောင်လေးကအားရပါရလောင်ရပါတယ်မိန်းကလေးကတကယ်ကိုစိတ်တူသွားပြီးသူ့ကိုကောင်းကောင်းကြီးတင်ငန်းစာပေးလိုက်ပါတယ်တထေးမကြီးလာစစ်တဲ့အချိန်မှာတော့ကောင်လေးကလိမ္မာနေပြီးစာကိုတေးသေးချာချာတင်ယူနေပါပြီမိန်းကလေးရဲ့လမ်းညွှန်မှုအောက်မှာသူတို့တွေညှင်းနေတဲ့အထိမကြာခဏစာလုပ်ဖြစ်ကြပါတယ်နိုင်မသွားအောင်လို့သူမကသူ့ရဲ့နိုင်ရွက်တွေမှာအဝိညာဉ်ကလေးနှစ်ခုကိုညှက်ပေးထားပါတယ်ကောင်လေးကငါးနားတွေနာတဲ့စာမလုပ်ချင်တော့ဘူးလို့ညှဉ်းညူတဲ့အခါမိန်းကလေးကသူမရဲ့နိုင်ရွက်မှာလည်းကလေးနှစ်ခုကိုချက်ချင်းညှက်ပြလိုက်ပါတယ်ပြီးတော့သူမကနင့်ရဲ့နာကျင်မှုကိုငါပါမျှဝေခံစားပေးမယ်အခုစာလုပ်လို့ရပြီလားလို့ပြောလိုက်ပါတယ်ကောင်လေးကသူမရဲ့လုပ်ရကြောင်းအံ့ဩသွားပြီးကြီးကြတာကိုရက်လိုက်ပါတော့တယ်သူကဘောပင်ကိုကောက်ကင်ပြီးစာဆက်လုပ်ပါတော့တယ်သူမသူ့ဘေးနားမှာရှိနေတာကြောင့်ဘဝကပြင်းစရာမကောင်းတော့ဘူးလို့ကောင်လေးစတင်ခံစားလာရပါတယ်ဒီလိုနဲ့အပြစ်ကင်းစင်တဲ့ကလေးနှစ်ယောက်ကြားမှာတန်ရောစင်တွေတဖြည်းဖြည်းတိုးလာခဲ့ပြီးတဦးနဲ့တဦးရဲ့နှလုံးသားထဲမှာနက်နက်ရှိုင်းရှိုင်းမတ်မတ်ထင်ထင်ရှိသွားခဲ့ကြပါတယ်တထေးမကြီးကသူမရဲ့သားအိမ်စာတွေအားလုံးပြီးသွားတာကိုမြင်တော့အရန်အံ့ဩသွားပြီးကျေးဇူးတင်တဲ့အနေနဲ့မိန်းကလေးကိုဆုလက်တစ်ခုတောင်းခိုင်းလိုက်ပါတယ်မိန်းကလေးကဆေးရုံမှာရှိတဲ့အဖွားကိုတွားတွေ့ချင်တယ်လို့ပြောတဲ့အခါတထေးမကြီးကလည်းသဘောတူခဲ့ပါတယ်မကြခင်မှာပဲမိန်းကလေးကိုဆေးရုံသို့ခေါ်သွားပေးခဲ့ပါတယ်အဖွားဖြစ်သူကသူမကိုမြင်ရတဲ့အခါအရန်ကိုအပြစ်ရှိတယ်လို့ခံစားလိုက်ရပါတယ်မိန်းကလေးကလူငယ်ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းရမယ့်အစာပတ်စံအတွက်ပူပန်နေရတာကိုသူမမကြည့်ရခဲ့ပါဘူးကံကောင်းတာကအဖွားရဲ့အခြေအနေကတိုးတက်လာပြီးရက်ပိုင်းအတွင်းမှာမိန်းကလေးကိုအိမ်ပြန်ခေါ်သွားနိုင်တော့မှာပါခွဲခွာရမယ့်နေ့ကမကြခင်မှာပဲရောက်ရှိလာခဲ့ပြီးမိန်းကလေးကကောင်လေးနဲ့သူ့အမေကိုနှုတ်ဆက်လိုက်ပါတယ်သူမကစာတင်ပေးတဲ့အလုပ်ကိုအောင်မြင်မြင်ပြီးဆုံးခဲ့ပါပြီတထေးမကြီးကသူမကိုမသွားစေချင်တာကြောင့်ကောင်လေးရဲ့ကြောင်းကိုပြောင်းလာဖို့တိုက်တွန်းပေးမယ်အိမ်မှာအဖွားကစောင့်နေတာကြောင့်မိန်းကလေးကညှင်းဆိုလိုက်ပါတယ်အဲ့ဒီနေ့မှာတော့အမြဲတမ်းအလိုလိုက်ခံထားရတဲ့ကောင်ဆိုးလေးရဲ့မျက်လုံးထဲမှာပထမဆုံးအကြိမ်မျက်ရည်တွေဝဲလာခဲ့ပါတယ်မိန်းကလေးရဲ့ကားလေးဝေးကိုတဖြည်းဖြည်းပျောက်ကွယ်သွားတာကိုသူမေးကြည့်နေခဲ့ပါတယ်တနေ့မှာသူမကိုတေချာပေါက်ပြန်ရှာတွေ့ရမယ်လို့သူတိတ်တဆိတ်ကတိပြုလိုက်ပါတော့တယ်